thongni lei ko thongni kumkul chon kuma chinram kul chung in sianghak chia minung thonglei ni le zatum le somsari ni tanghra caminpuai an phit I sianghak chia thongkhat le zariat le pasari ni an phi lo tia chinram kul phim chon nak lei minister sin in thong kan thei hi kong he pe tlai in chinram kul phim chon nak lei minister pu paulo min thang ni sianghak chia tamtuk ni caminpuai an phi lo mi hi ngei chiangai asi a phi lo mi tam deuh chu Paletwa Peng an si hi an phit khodo nak he ruang tampi a ko lai khotalei in phit adu mi tam deuh chu kal nak a himlo ronga asalai tia karwa chun ral a tho lang mang cha a phit ngam lo in a mi zong an lai tia DVC a chim di sedan sami poi phisu mu ga piak kwet mu ga ro 2000နီးပါး1800ကျော်ကပြက်ကွက်နေတယ်ဆိုကြားရပါတယ်အများဆုံးကတော့ပလက်ဝမြို့နယ်ပေါ့နော်အဲ့ဒါဘာအကြောင်းလဲဆိုရင်ကျွန်တော်တို့သိတလောက်ပေါ့အကြောင်းရင်းတော့အများကြီးရှိပါတယ်ကျွန်တော်ခါတိုင်းဆိုရင်ရခိုင်ပြည်နယ်ဘက်ကဖြည့်တဲ့ကလေးတချို့ကပလက်ဝမှာတွားဖြည့်ပြီးတော့စကိုင်းတိုင်းဘက်ကကလေးတချို့ကတည်điểmတွန်းစားဘက်မှာဖြည့်ပြီးတော့ကံကောနယ်ကတချို့ကဟာခဘက်မှာဖြည့်တာရှိပါတယ်ဒီနေ့မှာတော့ဒီရခိုင်ပြည်နယ်ဘက်ကနေပလက်ဝမှာတွားဖြည့်တဲ့ကလေးတွေအတွက်တွားရည်လာရခက်ခဲမှုတွေရှိနိုင်တယ်ပြီးတော့ပြက်ကွက်တဲ့သူအားလုံးကတော့အပြန်ဖြည့်တွေများပါတယ်အပြန်ဖြည့်တွေကသူတို့ရည်မှန်းချက်အမျိုးစုံရှိပါတယ်တချို့ကြတော့ချင်းပြည်နယ်ခွဲတန်းဒါမှမဟုတ်ချင်းပြည်နယ်မှာအခွင့်အရေးများရှိမလားဆိုတဲ့ idea နဲ့တွားရှောက်တဲ့လူလည်းရှိပါတယ်ဆိုတော့ဒီပြက်ကွက်မှုကနှမျိုးရှိနိုင်ပါတယ်ဒီပလက်ဝဆိုရင်ဒီစီရေးကြောင့်ပေါ့နော်မလုံခြုံတဲ့အတွက်ကြောင့်တွားရည်လာရခက်ခဲကြောင့်ပြက်ကွက်တာဖြစ်နိုင်တယ်လို့ကျွန်တော်မျှော်လင့်ထားပါတယ်ဘာဖြစ်လို့လဲဆိုရင်တွားရည်လာရခက်ခဲရှိတယ်စာမီပွဲဖြီဖို့တင်တော့အဲ့လောက်ကြီးမဟုတ်ပြန်နဲ့အခုတကယ်ဖြီဆိုတဲ့အခါမှာတွားရည်လာရခက်ခဲမှုကြောင့်တော့ပြက်ကွက်တာဖြစ်နိုင်တယ်အဲဒါကြောင့်အပြန်အနေလာဖြီတဲ့ခလေးတွေရဲ့ပြက်ကွက်မှုဖြစ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်ကျွန်တော်တို့တနိုင်ငံလုံးရဲ့စေတမ်းဖြည့်ဆိုမှုကြည့်မယ်ဆိုရင်တန်းနီးပါးရှိတယ်စေတမ်းမှာတော်တော်ကိုစေတမ်းမှာတော့ကျွန်တော်ကြံတီးတယ်ဆိုတာသိရတယ်စေတမ်းဖြည့်ဆိုဟိုနှစ်ပထမနှစ်ဖြည့်တဲ့လူရှိတယ်လို့3-4 ခါနှစ်အချိန်ဖြည့်တဲ့သူလည်းရှိပါတယ်အဲဒါကြောင့်ပေါင်းချုပ်ကြည့်မယ်ဆိုရင်အများကြီးရှိပါသေးတယ်အဲဒါကြောင့်ဖြည့်ဆိုတဲ့ကလေးတွေအနေနဲ့ပေါ့နော်ကျွန်တော်အားပေးချင်တာကတော့ဒီစေတမ်းကပညာရေးမှာတော့ဒီ gate တစ်ခုတော့ဖြစ်နေတယ်စေတမ်းအောင်ချင်းကြချင်းကအရေးကြီးပါတယ်တကယ်လို့စေတမ်းလုံးဝမအောင်ဘူးဆိုရင်လည်းစိတ်ဓာတ်ကျဆရာတော့မရှိဘူးဒီမှာကျွန်တော်တို့ထွက်ထွက်ဆရာဖို့အများကြီးရှိလာပါပြီနိုင်ငံတော်အနေနဲ့လည်းပဲလက်မှုပညာအတတ်ပညာတွေလည်းကိုစားပြပါတယ်ပြီးတော့စေတမ်းအောင်တဲ့လူအတွက်တော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့သူ့မှာ learn gate တစ်ခုကြော်သွားတယ်လို့ဖြစ်ပါတယ်အဲဒါကြောင့်လက်စီဖြည့်တဲ့လူအနေနဲ့လည်းအခက်ခဲရှိရင်စိတ်ဓာတ်မကြဘဲနဲ့ဆက်လက်ပြီးတော့ဖြည့်ဆည်းခြင်းပါတယ်တချို့ကြတော့မြန်မာစာပြီးတော့နည်းနည်းမဖြည့်တတ်တာနဲ့စိတ်ဓာတ်ကြပြီးတော့ကျန်တဲ့ဘာသာတွေဖြတ်ချတာတို့မဖြည့်တော့တာတို့ဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့အားလုံးဖြည့်ပါမတ်40နဲ့ပဲအောင်ဂုံထိုးနဲ့ပဲအောင်ပေါ့ကြတာနဲ့အောင်တာနိုင်ရှင်ရင်တော့အောင်တာကတာမိုးရှိပါတယ်အဲကြောင့်အမတ်ပေါင်းဟိုတုန်းကတော့ဆရာဝန်ကြားမှ6ဘာသာကုန်ထိုးမှမှန်းတဲ့လူတော့ဟိုဖြစ်ပြီမဲ့ကျွန်တော်စိတ်ထဲမှာတော့2023လောက်ဆိုရင်ကျွန်တော်တို့က KG plus 12တော့မှာဖြစ်ပါတယ်အဲဒါကြောင့်ဒီမတိုင်ခင်မှာ10တန်းဒီကတော့ဒီ10တန်းကိုအောင်သွားရင်အဆင်ပြေတယ်အဲ့နောက်ပိုင်းမှာတော့ကျွန်တော် completion certificate နဲ့သွားရမှာဖြစ်တယ်ဆိုတော့ဘယ်လိုပဲရင်ဆိုင်ရပေါ့ကျွန်တော်ဘဝကတော့ကိုယ်ပဲဖြည့်ရှင်းရမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့ဆယ်ရန်ဆမ်မဖြည့်တဲ့ကလေးတွေကိုကျွန်တော်အားပေးချင်တာကတော့ကောင်းဒီဖြစ်စီမကောင်းဒီဖြစ်စီဖြည့်နိုင်ဒီဖြစ်စီမဖြည့်နိုင်ဒီစီပုံမှန်လေးတော့ဖြည့်ကြပါစူးစမ်းပြီးတော့ဖြည့်ကြပါကိုယ့်ရဲ့ဘဝရဲ့အပြောင်းလဲကတော့ဒီတခုတည်းမဟုတ်တော့ဘဲနဲ့ကိုစူးစမ်းမှုပေါ်မှာလည်းအများကြီးမိုတီလာမှာဖြစ်ပါတယ်အဲဒါကြောင့်စာမေးပွဲဖြည့်သူတိုင်းကိုကျွန်တော်စူးစမ်းကြပါရွေးလုံးလဝေးရထားပြီးတော့ဖြည့်စုကြပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်
chinram kula tanghra caminpuai a phiding mi minung thonglei li le za le somsri le pasri lak a minung thonglei ni le zathum le somsri le bali long ni an phit caminpuai philo in a ummi hi minung thongkhat le somri